တပေါင်းလာပြည့်နေ့သို့မဟုတ်မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့ယနေ့သည်တပေါင်းလာပြည့်နေ့မြတ်ဗုဒ္ဓပြည်တော်ဝင်အခါတော်နေ့ဖြစ်ပါလေမြတ်စွာဘုရားရှင်လက်ထက်တော်အချိန်ကဘုရားရှင်သည်ရာဇဂိုပြည်ဝီလူဝန်ကျောင်းတော်၌တရင်သုံးကအင်္ဂအတိုင်းနှင့်မကရအတိုင်းမှတရားဓမ္မများအားတရားရည်ဤတိုက်ကျွေးလျက်ရှိပါလေထိုတရင်ကိုခမဲတော်သုတ္တရဏမင်းကြီးကြားသိသောအခါသာတော်ဘုရားကိုဟူးတွေ့ခြင်းသောကြောင့်အမတ်တယောက်အားအချွေရန်တစ်ထောင်နှင့်တူစေလွတ်၍ပင့်ခိုင်းလိုက်ပါလေထိုအမတ်သည်ဘုရားရှင်ထံရောက်လာရမှမြတ်စွာဘုရား၏တရားတော်ကိုနာကြားရ၍အချွေရန်တို့နှင့်တူယဟန်ပြုသွားပါလေသုတ္တရဏမင်းကြီးထံသို့ဘုရားရှင်ကြွရောက်တော်မူရန်မပင့်ပြစ်ခဲ့ပေမင်းကြီးလည်းနောက်ထပ်၍အမတ်တို့ကိုအချွေရန်တစ်ထောင်စီဖြင့်9ချိန်တိုင်အောင်စေလွတ်ခဲ့ပါလေသို့သောအမတ်များနှင့်အချွေရန်များအားလုံးယဟန်ပြု၍နေကြပြန်ပါလေ10ချိန်မြောက်တွင်မူဘုရားရှင်နှင့်ဖွားဘတ်တော်ဖြစ်သောကာလုဒာ၏အမတ်ကိုစေလွတ်ပါလေကာလုဒာ၏အမတ်သည်လည်းရှေးကအမတ်များနှင့်ဤသူပင်နောက်ပါများနှင့်တကွယဟန်ပြုပြန်ပါလေတို့ရတွင်ကာလုဒာ၏အမတ်သည်ခီးလမ်းပန်းသာယာသောတပေါင်းလအချိန်သို့ရောက်သောအခါတွင်ကလမ်းခီးသာယာပုံတပေါင်းလ၏အလှကိုဂါထာပေါင်း60ဖြင့်ဖွဲ့တွင်ကပိလဝေပြည်သို့ကြွပါမည်အကြောင်းဖျားရှင်အားလျှောက်ထားတောင်းပန်ပါれဗုဒ္ဓဖျားရှင်လည်းလက်ခံတာတပေါင်းလာပြည်၌ကပိလဝေနေပြည်တော်သို့ကြွတော်မူခဲ့ပါれဖျားရှင်ကပိလဝေနေပြည်တော်သို့ကြွတော်မူခြင်းကြောင့်ဤကြောတာယုံကြောင်းကြီးပေါ်ပေါက်လာပါれဂါထာတစ်ထောင်ဖြင့်တန်းစားစဉ်အပ်သောဝိတ္တန္တရာဇတ်တော်ကြီးကိုဟောတော်မူခဲ့ပါれခမေတော်သုတ္တရဏမင်းကြီးသည်လည်းမဟာဓမ္မဘာလဇတ်တော်ကြီးကိုကြားနာရသဖြင့်အနာဂံတည်ခဲ့ပြီးနောက်အခါအရဟတ်တပူတည်သွားခဲ့ပါလေဘုရားရှင်ကပိလဝေပြည်သို့ကြွရောက်တော်မူ၍တရားဟောတော်မူသဖြင့်မိဖေတော်ဂေါတမီသည်လည်းသောတာပန်တည်ခဲ့ပါလေရသောတရားကိုအကြောင်းပြု၍စန္ဒဣန္ဒြိဇတ်တော်ကိုလည်းဘုရားရှင်ဟောတော်မူခဲ့ပါလေညီတော်နန္ဒမင်းသားယဟန်ပြုခဲ့တယ်လို့သာတော်ရာဟုလားတာမဏိဘဝကိုရောက်ရှိပါလေပါကီဝေမင်းသားတစ်ထောင်ယဟန်ပေါင်တို့ရောက်ရှိပါတယ်။ဆွေမျိုးတို့ဖျားရှင်ကိုကြီးညိုစေရန်ဆောင်ရွက်ရ၌ထူအောင်မြင်သဖြင့်ကာလုဒာဤမထေအားကုလပတာရဧတတိဘွဲ့ချီးမြှင့်တော်မူပါတယ်။တပေါင်းလာပြည့်နေ့သည်ဖျားရှင်ပြီးတော်ဝင်ရန်စတင်ကြွလန်းသောနေ့ဖြစ်သဖြင့်လည်းထိုနေ့ကိုအကြောင်းပြု၍သာသနာတော်၌ပူဇော်သောဖြစ်ရကြီးများပေါ်ထွန်းခဲ့ပါတယ်။ထို့ပြင်မဟာတက္ကရာ103ခုတပေါင်းလာပြည့်ဗုဒ္ဓဟူးနေ့တွင်တရားမင်းဥက္ကလာပမင်းကြီးတပုတ်သားနှင့်